ဒီဗီဒီယိုလေးကအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေပေါ့နော်လိုအပ်တဲ့ message ဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေအတွက်အလိုအပ်ဆုံး message ဖြစ်ပါတယ်ဆိုတော့ဒါအချိန်ကန့်သတ်ထားတာမျိုးတိုင်းထားတာမျိုးတော့မရှိဘူးဒီဗီဒီယိုပဲအချိန်မဲ့မြင်ကိုအတွက်အရန်လိုအပ်နေတဲ့ message တစ်ခုဖြစ်လာမယ် guidance message လည်းပြောနိုင်တယ်ကိုအတွက်အခုချိန်မှာတည်တည်ထားတဲ့ message တစ်ခု energy တစ်ခုပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေအခုချိန်မှာဘယ်လိုပြောရမလဲအလိုအပ်ဆုံး message ပေါ့နော်ကိုအတွက်ဘာဖြစ်မလဲဆိုတာကြည့်ကြရအောင်ဆိုတော့စိတ်လေး relax လုပ်ပြီးတော့ဒီဗီဒီယိုကြည့်ပေးပါအခုဒီဗီဒီယိုကြည့်နေသူတွေတော်တော်များများပေါ့နော်ဘယ်လိုပြောရမလဲကိုလေးတွေးဝေးနေတာတွေများတယ်တိလားပူပန်နေတာမျိုးဆိုတာချက်ပေါ့နော်တွေးဝေးတာကွာလုံးစရာမရှိအောင်မဟုတ်လုံးဝမဲ့အရာတွေကိုမသိအောင်မဟုတ်တီရောတီရဒါပေမဲ့ဘယ်လိုပြောမလဲ push တစ်ခုလိုအပ်နေတာအားတစ်ခုလိုအပ်နေတာပေါ့နော်တရားရောက် supporting ပေးလိုက်တော့ငါပို့ပြီးတော့ကောင်းပါပဲဆိုမှမျောလင့်ချက်တစ်ခုရှာနေရမယ်ဒါမှမဟုတ်လေအားကိုးရှာနေတာမျိုးပေါ့နော်ဆိုခါကျတော့အဲ့အရာနဲ့ပတ်သက်ပြီးတော့ဗာပြောချင်လို့ဆိုတော့ကိုနည်းနည်းလေးမျောလင့်ချက်တွေအရင်မထားနဲ့လို့ပြောချင်တယ်ကို self belief ပို့ပြီးတော့ထားပြီးချင်တယ်ပေါ့နော်ဆိုတော့အခုချိန်မှာဒီဗီဒီယိုကြည့်နေသူတွေမျောလင့်ချက်တစ်ခုထားနေတဲ့ပုံစံမျိုးတဲရောက်လာနေမျောလင့်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုခါကျတော့ let's see ကိုအတွက်အလိုအဆုံး message ကအခုချိန်မှာဗာဖြစ်နိုင်မလဲOkay တချို့တွေပေါ့နော် money နဲ့ပတ်သက်ပြီးတော့အရင်ကြီးအပြောင်းလဲလုပ်နေတဲ့သူတွေမြင်ရတယ်ငွေကြေးပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကိုအခုချိန်မှာ investment တွေအများကြီးလုပ်နေတဲ့သူတွေရှိလာမယ်တချို့တွေစီးပွားရေးနဲ့ပတ်သက်ပြီး invest လုပ်နေတာမျိုးတွေရှိတယ်တချို့တွေကျတော့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့အရင်မျှော်လင့်ချက်တွေကြီးနေတာနော်ဆိုလို့ရှိရင်တော့ကိုဘာအလုပ်ပဲလုပ်ထားအဲ့အရာနဲ့ပတ်သက်ပြီးတော့အချို့အမြင့်တွေအရင်ရချင်တယ်အရန်ဟိုမှာလောနေတာမျိုးတွေတွေ့ရတယ်တချို့တွေကျတော့လေဘာမှမဟုတ်မုတ်ဖိုးတွေမျှော်လင့်နေတာမျိုးဘာမှတော့မဟုတ်စိတ်ကတိနေငါတရက်ကနေမုတ်ဖိုးရောရမှာငါတရက်တစ်ချိန်တော့ဘယ်လိုလဲထီပေါက်မှာတော့အဲ့လိုမျိုးမျောလင့်ချက်တွေငွေကြေးပနဲ့ပတ်သက်လာမျောလင့်ချက်အရင်ကြီးနေတာမျိုးတွေ့ရတာပေါ့နော်ဆိုတော့ investment လုပ်နေတဲ့သူတွေလည်းဘယ်လိုမျိုးပြောမှလဲငွေကြေးနဲ့ပတ်သက်ပြီးအရင် investment လုပ်နေတဲ့သူတွေမြင်ရတယ်ဆိုတော့ဒီဗီဒီယိုအခုကြည့်နေတဲ့လူတွေပေါ့နော်ဘယ်အချိန်ပဲကြည့်ပေါ့နော်ဒီဗီဒီယိုကြည့်ပြီးတော့9ပတ်အတွင်းငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့profit ရတာမျိုးနေကိုယင်းနှိမ့်ညွှန်နှံထားတဲ့အရာကိုလုပ်ထားတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ငွေတွေခန့်နေတယ်ငွေတွေလုံးဝမပေါ်နေဘူးဆိုရင်အဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒီ9ပတ်အတွင်းမှာပေါ့နော်ကိုအတွက်ကောင်းတဲ့သတင်းတွေကြားတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းတွေဘယ်လိုပြောရမှာလဲကိုရှုံးနေပြီလို့ထင်တဲ့အရာတွေငွေကြေးမရတော့လို့ထင်တဲ့အရာတွေဒီ9ပတ်အတွင်းထဲမှာရလိုက်မယ်လို့တော့မြင်တယ်ပေါ့နော်ဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးအခွင့်အလမ်းကောင်းဒီလာမဲ့ခုနှစ်ပတ်အတွင်းထဲမှာပေါ့နော်အပြောင်းလဲအများကြီးဖြစ်လိုက်မယ်ပြီးရင်ကိုယ့်အိမ်မှာခွေးလေးတွေကြောင်လေးတွေရှိရဆိုရင်တတိထားပါဒီရက်ပိုင်းမှာပေါ့နော်ခွေးလေးတွေကြောင်လေးတွေကနေမကောင်းခဏဖြစ်လိုက်မယ်သူတို့အစာတွေပါကျွေးတဲ့အချိန်မှာလည်းတေချာလေးတတိထားပါပြီးရင်ပတ်ဝန်းကျင်မှာအရန်ကြီးဥမာကိုယ့်အိမ်ကခွေးတွေပါရှိရဆိုမလွတ်ထားနဲ့ပေါ့နော်ဘာလို့လဲဆိုကိုယ့်ရဲ့ခွေးလေးတွေကိုလေအဲ့လိုမျိုးမကြည့်တဲ့သူတွေရှိရကွာဘာမှတော့သူတို့တော့မဆိုင်ဒါပေမဲ့ဒီခွေးလေးတွေကလေဟိုတတိထားပေါ့နော်ကိုယ့်အိမ်မှာခွေးတွေရှိရဟိုကြောင်လေးတွေပါပဲဖြစ်ပေါ့နော်အရင်အပြစ်နေပြီမထွန်းတဲ့ဂယူးဆိုင်ပါလို့ပြောချင်တယ်သူတို့တွေနဲ့ပတ်သက်ပြီးအဲ့လိုမျိုးပေါ့နော်ခုကလေးတွေကလေးနေမကောင်းတာတွေခဏဖြစ်တတ်တယ်ဒီလားပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေဟိုနော်အချမ်းချမ်းကောင်းတစ်ခုရလိုက်မယ်ဒါမှမဟုတ်လည်းအချမ်းချမ်းကောင်းပေးတဲ့သူပေါ်လာလိုက်မယ်ကို live မှာကိုလုံနေတဲ့အရာတွေကိုတွားနေတဲ့ situation တွေနဲ့ပတ်သက်ပြီးတော့ကို guideline ပေးမဲ့သူတယောက်ပေါ်လာလိုက်မယ်ဒီဂျားကြီးထဲမှာတိလားဆိုတော့ကိုကလမ်းပြောင်းနေလို့ခံစားနေရတာမျိုးပဲကိုဘာမှမလုပ်နိုင်တော့ဘူးဘာမှမလုပ်တတ်တော့ဘူးလို့ခံစားနေရတယ်ဆိုရင်ကို့အတွက် guideline ပေးမဲ့သူပေါ်လာလိုက်မယ်ဆိုတော့အကူအညီကောင်းနေရနိုင်တဲ့အနေအထားတွေမှာရှိနေတယ်ပေါ့နော်ပြီးရင်ဘာလဲတော့မသိဘူးဒီဗီဒီယိုကြည့်နေတဲ့သူတွေယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်သပင်ကာလာချိန်တာတို့သပင်အညောင်ပြောင်းတာတို့နော်သပင်ညက်တာတို့ဒီရက်ပိုင်းလေးထဲမှာပဲလှုပ်ဖြတ်လိုက်မယ်ပေါ့နော်မထင်မှတ်ပဲနဲ့လှုပ်ဖြတ်တဲ့ပုံစံမျိုးကလုံးဝ plan လုပ်ထားတာမျိုးမဟုတ်အဲ့ဒါမျိုးလေးလှုပ်ဖြတ်လိုက်မယ်ပြီးနောက်ခုဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေဗာပြောချင်အောင်ဆိုတော့လူမှုရေးပြန်လာတဲ့ပတ်တိုင်နဲ့တတိထားလူတွေနဲ့ပတ်သက်လာနေတဲ့စကားများတတ်တဲ့ဟိုဘယ်လိုပြောရမှာလဲနည်းနည်းလေးပေါ့နော်ဘယ်လိုပြောမှလဲလူမှုရေးကိစ္စတွေနဲ့ပတ်သက်လာရင်ကိုယ့်ကိုနည်းနည်းတတိထားဖို့လိုတယ် self awareness ရှိဖို့လိုအပ်တယ်ဒီကြားရဲ့ထဲမှာကိုယ့်နာမည်တွေကလူတွေရဲ့ကြားထဲမှာပြန့်နှံ့နေတယ်တချို့လူတွေအတွက်ဆိုတာတငယ်ချင်းချင်းသားမထဲကိုပဲအများကြီးဖြစ်တတ်တယ်လို့မြင်ရတယ်ပေါ့နော်ဆိုခါကျတော့ဒီရက်ပိုင်းတွေထဲမှာဆိုလူမှုရေးကိစ္စရဲ့လူမှုရေးပြဿနာနဲ့ပတ်သက်ပြီးနည်းနည်းတတိထားပြီးလို့ပြောချင်တယ်လူတွေကကိုယ်နဲ့ပတ်သက်ပြီးတော့အခွင့်ကောင်းတွေယူတတ်တယ်ကိုယ့်ရဲ့ဟိုပေါ့နော်လောက်ပေးနိုင်စွမ်းကိုအခွင့်ကောင်းယူတတ်တယ်ဆိုတော့အဲ့အပိုင်းနဲ့ပတ်သက်တတိထားလူနဲ့ပတ်သက်အရင်အယုံကြည်မလွယ်နဲ့အဲ့အပိုင်းမှာနည်းနည်းတတိထားပြီးပြီးနောက်တစ်ခုချစ်သူကြီးစားရဲ့အနေနဲ့ဆိုရင်လက်ဆောင်ပစ္စည်းတွေရတတ်တယ်မထင်မှတ်ပဲနဲ့ဟိုသူ့ဘက်ကနေပေါ့နော်အပြောင်းလဲကောင်းနေအများကြီးရလာမယ်လို့မြင်တယ်ပေါ့နော်အဓိကတော့ချစ်သူကြီးစားရဲ့ energy သွားမြင်တယ်ပေါ့ဆိုတော့ relationship တက်ရှိနေတဲ့သူတွေအိမ်ထောင်တွေစသဖြင့်ပေါ့နော်သူတို့တွေအတွက်ကောင်းသောအပြောင်းလဲတွေကောင်းသော changes တွေမြင်ရတတ်တယ်ပြောရမယ်ဆိုရင်
ကောင်းသူ့ဘက်ကနေပြောင်းလဲလာတာမျိုးပေါ့နော်ပို့ပြီးတော့နှွေးထွေးမှုကျင်နာမှုတွေပေးလာတာမျိုးမြင်ရတယ်ဆိုတော့ချစ်ချင်းမြတ်တိုင်နဲ့ပတ်သက်လာပို့ပြီးတော့အချစ်ခံရမယ်ကာလလို့မြင်တယ်ပို့ပြီးတော့ကောင်းလာမယ်လို့မြင်တယ်အဲ့တော့ဒီရက်ပိုင်းထဲမှာတတိထားမှာကကိုအားမလို့အားမရဖြစ်နေတဲ့အရာတွေကိုအဖြစ်တင်နေတဲ့အရာတွေပြီးခါကျဒီကိုအိမ်မှာကြောင်လေးတွေခွေးလေးတွေတရိတ်ဆန်လေးရှိဆိုအဲ့ဒါတွေတတိထားရမယ်ပြီးငွေချေပိုင်းနဲ့ပတ်သက်လာအရန်ကြီးမျောလင်းချက်ကိုအရန်ကြီး high level မှာတော့မထားနဲ့မျောလင်းလို့မရတာမဟုတ်မျောလင်းလို့ရရတယ်ဒါပေမဲ့ကိုအရန်ကြီးဘောနော်စိတ်ကောလူရောပင်ပန်းစေရမယ်အရာဆိုလွတ်ချထားဖို့လိုအပ်မယ်လို့ရုံးကပြောချင်တယ်ဆိုခါကျတော့ရုံးကသားတို့ reading လေးတွေကတော့ဒီရက်ပိုင်းထဲမှာ limited booking လေးပဲလက်ခံပေးဖို့ရှိတယ်ပေါ့နော်ဆိုခါကျတော့ရုံးကြီးညာပေးပါမယ် reply လေးတွေကြာတတ်တယ်ရုံးတယောက်တည်းလောက်ရတာဖြစ်တဲ့တော့ပေါ့နော် reply လေးကြာမယ် reply လေးမပြန်ဆိုစိတ်ဆိုးကြပါနဲ့ပေါ့နော်ဆိုခါကျတော့အားလုံးကောင်းသော energy တွေရကြပါစေဒီ video ကenergy ကြိုက်တယ်ဆိုတော့များများလေး share ခဲ့ပေးလို့ရတယ်ပြီးတော့နောက်တစ်ခု TikTok မှာဆိုကျွန်တော် reply မပြန်ပါဘူးရုံးရဲ့ page တဝိုင်းဆိုတော့ပိုင်းရုံး Telegram 3998933338အဲ့ဒီမှာသွားပြီးတော့booking လေးတင်လို့ရတယ်စာလေးတွေပို့လို့ရတယ်ပေါ့နော် TikTok ကကျတော့ရုံး reply မပြန်ဖြစ်ဘူးပေါ့နော်ဆိုတော့ booking ကလည်း limited ပဲရမှာပေါ့နော် limited ပဲဘယ်တော့လောက်ထိပဲဖြစ်မလဲမသိဘူးဆိုတော့ reply လေးတွေကြာမယ်နော်နည်းနည်းလေးတီးခံပေးပါဆိုတော့အားလုံးကောင်းသော energy တွေရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်